ဒီတောင်ဆောင်မှာကပ်ပြီးတည်ထားတဲ့15မီတာမြင့်တဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးကဘလောက်တောင်ကြီးနေဖို့ကောင်းလဲကြည့်လိုက်ပါသူကမလေးရှားနိုင်ငံဂျန်တင်းခိုင်လန်ကိုသွားတယ်ဒါကေဘယ်ကားပေါ့နော်အဝါနာဆိုတဲ့ Skyway ကိုစီးမယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့ Chinsway Station ဆိုမှအဆင်းပြီးတော့ဒီနေရာကိုရောက်နေတက်လို့ရတယ်တကယ်ကိုအမကန်နောက်မှမြင်ရတဲ့ဒီပေါ့နော်ဖျားเจ้าဆောင်ကိုတက်အဆောင်ပေါ့နော်အဲ့ဒီကိုတက်စီဒီတော်ကြီးကလည်းဒီဖျားเจ้าရဲ့တင်ကြတစ်ခုဖြစ်ပြီးတော့အတွင်းထဲမှာစီမီကွက်ပေါင်းများစွာနဲ့ထဆင်ထားတယ်သူ့ကိုတော့ဒီဦးနာတို့သွားတော့ကတော့အပေါ်တက်ကြည့်ခွင့်မရတဲ့အပေါ်တက်မယ်ဆိုတော့ဂျန်တင်းရဲ့စုတွေတစ်ခုလုံးကိုမြင်ရတယ်တခြားငရဲကန်းတယောက်ပေါ်တဲ့ဥစ္စာတွေတောင်ရောက်တဲ့ရှောက်မှာဗုဒ္ဓဘာသာတွေရဲ့ယုံကြည်မှုအရာဒီနတ်ကြီးပြီးလို့ရှိရင်ကွန်ရင်မယ်တော်ပုံတော်ကြီးပေါ့နော်ဒီရုပ်ထုတွေနဲ့အများကြီးကိုအစစ်စစ်ပုံပေါ်ထားသူကပင်လယ်ရေပြင်အမှတ်4600ကျော်မှာရှိတဲ့အတွက်ရာသီဥတုကအမြဲအေးမြပြီးတော့တိမ်တွေကြားမှာရှိတဲ့တိမ်ပင်လယ်ဖျားเจ้าဆောင်ကြီးကိုမြင်ရတာနတ်ပုံနတ်နန်းကြီးတစ်ခုလိုမျိုးခန်းစားချက်ကိုပေးစွမ်းနိုင်မယ်ပေါ့နော်ဒီဖျားเจ้าကြီးကိုတော့ဒါဂျန်တင်းခိုင်လန်ဂျန်တင်း group ကိုတည်ထောင်ခဲ့တဲ့တထေးကြီးတူကတည်ဆောက်ခဲ့တာဖြစ်တယ်အဲ့ဒီတထေးကြီးကသူကဒီတရုတ်ပြည်ပေါ့နော်ဖူကျန်ပြည်နယ်ကဗုဒ္ဓဘာသာယဟန်တော်တစ်ပါးဖြစ်တဲ့ဒီ Master Chinsway ဆိုတဲ့ဘုန်းတော်ကြီးကိုသူကကြည်ညိုလွန်းတဲ့အတွက်ကြောင့်မလို့အထိတ်မှတ်နေတဲ့Chinsway ပေါ့Cave Temple ဆိုပြီးတော့ခေါ်တွင်ခဲ့တာဖြစ်တယ်အဲ့ဒီတိမ်တွေပေါ်ကနတ်ပုံနတ်နန်းကြီးကိုတော့တစ်ခါရောက်ခဲ့ရင်ဖျားဖူးရင်ဝင်လေခဲ့